သိအထင်မကြီးနဲ့လူဟာမသေးခင်ပဲတန်ဖိုးရှိအောင်နေရတာသေသွားရင်လူဟာကြက်တစ်ကောင်လောက်တော့တန်ဖိုးမရှိဘူးဘယ်လောက်တောင်တန်ဖိုးမလဲအိမ်မှာမွေးထားတဲ့ကြက်ကလေးတစ်ကောင်လောက်တော့တန်ဖိုးမရှိတော့ဘူးပြိတ္တိအိမ်မှာကြက်တစ်ကောင်မွေးထားဆိုကြပါစို့ချက်စားမဲ့အရွယ်ရောက်တော့အဲ့ဒီကြက်ကလေးရုတ်တရက်သေသွားတယ်ကြက်သေးလက်လက်ဆက်ဆက်လေးကိုကတတ်တတ်လို့မို့မစားလို့ဘေးအိမ်ဝင်အဲ့ဒီကြက်သေးလေးသွားပေးကြည့်ဘေးအိမ်ကဆင်းရတော့ကြက်သားဟင်းမစားရတာကြာတော့ကြက်သေးလေးသွားပေးတော့ကျေးဇူးတင်လိုက်တာရှင်တဲ့ကျမတို့ကြက်သားဟင်းမစားရတာကြာပြီအာရဝန္တာဆိုတာလက်ခံအိမ်ကတဲပြောသေးလို့များဘေးအိမ်သွားပေးကြည့်ပါလားကျေးဇူးတင်မလားရိုက်ထုတ်မလားနမဲမြင့်နမမြင့်မသားကြီးလာပို့တယ်ဆိုလို့တော့ကြက်ကြက်လဲသေးတော့ကြက်မသားပဲနော်ဝက်လဲသေးတော့ဝက်မသားပဲလူလဲသေးတော့လူမသားပဲမသားချင်းတူတူလူမသားကပစ္စလက်ကလှုပ်လားမလှုပ်ဘူးလားအတင်းမကြီးနဲ့ပြိဿရဲ့သေသွားရင်ကြက်တကောင်လောက်တန်ဖို့မရှိတော့သေဝကာလယောက်ျားသောခကိုနောက်ကိုများပါများပါမှာပစ္စည်းအစုစုတခုမပါကိုပြုထားကံများပါမိသားဟောဒုတိယအပိုက်လေးသိကောင်းအထုပ်ကလေးတပြင်းပြင်းကိုနောက်ပါမဲ့ထင်းအထုပ်ရှင်သိလို့သွားကြံတဲ့သူတွေဝေလို့စားအထုပ်ရှင်မှာအလကားဘာကမှလည်းပါမသွားသေရွာကြတော့အဘယ်လားနိဗ္ဗာန်ရောက်ဖို့အကတ်သာတိပိဋကပြည်စီရတော်ကြီးရေးသွားတဲ့က